လက်ပတ်နဲ့ပတ်သက်တဲ့ပြီးတော့မေးခင်ရည်လည်းအရန်များတော့လေကိုကိုတိုင်းလည်းဘာပြောရမှန်းတော့သိမသိတော့အဲ့လက်ပံကိုရုံတင်ဖို့အတွက်ဒီလက်ပံအဖွဲ့သားတွေအားလုံးက3နှစ်ကျော်လောက်ထိုင်ဆောင်ခဲ့ရတယ်ပေါ့နော်ရုံတင်ရတယ်အရန်ဝမ်းသာနေပါပရိသတ်တွေဘက်ကလည်းအတိမတ်ပြုပြီးတော့အားပေးရတဲ့အတွက်လက်ပံဆွာဖြစ်လာတာပေါ့နော်အကယ်ဒမီနဲ့ပတ်သက်ပြီးတော့nominee ဝင်ထားတဲ့ကားတွေကအများကြီးပေါ့နော်တိမ်မင်းသမီးတို့အမုံမီတောက်တို့ကိုတက်စီနီယာတွေလည်းအများကြီး nominee ပါတယ်ပေါ့နော်အဲ့အတွက်ကိုကတော့nominee ထဲမှာပါတယ်ဆိုတော့ရင်တော့ခုံတာပေါ့ဒါပေမဲ့ဘာမှတော့ academy နဲ့ပတ်သက်ပြီးတော့မျှော်မှန်းထားပါခိုင်းပြောနေကြတဲ့အတိုင်းပါပဲဖွေးအလုပ်တွေကိုဘယ်လောက်ပဲအသေးစိတ်ကြိုးစားဘလို့ပဲအချိန်ကုန်ခံအချိန်ပေးပြီးတော့ယူစွဖွေးလုပ်သမျှအမှုပညာတွေကိုပြိတက်ကမကြည့်ပေးဘူးဆိုလို့ရှင်ဖွေးလုပ်သမျှအရာတွေအားလုံးကအရာထင်မှာမဟုတ်ဘူးအဲ့အတွက်ခုချိန်ဒီစိတ်ရှိလက်ရှိနဲ့ဆောင်ပြီးတော့အားပေးရပြိသက်ကြီးကိုလင်းလေးလိုက်လေကျေးဇူးတင်ပါတယ်